ကျမတို့ဒီလူတစ်ယောက်ချင်းက very unique ဖြစ်ပါတယ်အရန်လဲစိတ်ဝင်စားဖို့ကောင်းတယ်ကိုလည်းဒါမတူညီတဲ့လူသားတစ်ယောက်အနေနဲ့ကိုမှာချပြပိုင်ခွင့်ရှိတယ်ဖြစ်တည်ပိုင်ခွင့်ရှိတယ်ကျမတို့ပတ်ဝန်းကျင်တစ်ခုပြောင်းသွားပြီဆိုရင်အရင်ဆုံးစပြီးဖြစ်တတ်တာငါဘာမှနေလဲငါတို့နဲ့ fit in ဖြစ်ပါမလားဆိုတော့အတွေးမျိုးလေးတွေကျမတို့ဝင်တတ်တယ်ပေါ့နော်ပြီးရင်လည်းဒီနေရာမှာကျမတို့အရာရာစိမ့်နေတဲ့အတွက်ကြောင့်မလို့ကို့မှာဒါကိုထိတွေ့မှုတွေကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာကိုဒီဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာမသိဘူးကောင်းတာလားဆိုးတာလားဒါပုံမှန်လားဆိုတဲ့အရာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်စဉ်တွေမှာကျမတို့ကတော့လူတိုင်းမှာသူ့ရဲ့ကိုယ်စီ identity တွေရှိကြတယ် character တွေရှိကြတယ်တန်ဖိုးထားတဲ့စံနှုန်းတွေရှိကြတယ်ပေါ့နော်အဲ့တော့ဒီလိုတန်ဖိုးထားတဲ့စံနှုန်းတွေဒီဒါပြောရမယ်ဆိုရင်တော့ဒါကိုယ့်ရဲ့ core values တွေကိုယ့်ရဲ့ဖြစ်တည်မှုအစစ်အမှန်တွေဒါပေမဲ့တခြားသူတွေမှာလည်းသူ့ဟာနဲ့သူတော့ရှိနေနိုင်တယ်အဲ့တော့အရင်ဆုံးတော့ဒီလိုမျိုးအခြေအနေမှာကိုအချိန်လေးအတိုင်းအတာတစ်ခုပေးပြီးတော့ဒီ open minded ဖြစ်နဲ့သူတို့ရဲ့ယုံကြည်မှုတွေသူတို့ရဲ့ဒီပြုမှုဆက်ဆံမှုတွေပတ်ဝန်းကျင်တွေကိုအရင်ဆုံးလေ့လာစေချင်တယ်ပေါ့နော်နောက်ပြီးတော့စိတ်ဝင်တစားလေးနဲ့နားလည်အောင်စူးစမ်းဖို့အတွက်အရင်ဆုံးသွားစေချင်တယ်ပြီးတော့မှခုနကိုဒီလဲကိုရဲ့တန်ဖိုးထားတဲ့အရာတွေရှိမှာပဲတန်ဖိုးထားတဲ့အရာရှိရနောက်ကို culture တွေကိုယဉ်ကျေးမှုတွေဒီလဲဒါတန်ဖိုးရှိတယ်ပေါ့နော်ဒါလေးတွေကိုလည်းအချိန်တစ်ခုရောက်တယ်ကို comfortable ဖြစ်တဲ့အချိန်တစ်ခုမှာကိုဒီကိုရဲ့ဖြစ်တည်မှုတွေကိုရဲ့လာတဲ့ background တွေကိုရဲ့ယဉ်ကျေးမှုတွေကိုချပြလို့ရတယ်ချပြခွင့်လည်းရှိတယ်ကျမတို့ဒီလူတစ်ယောက်ချင်းက very unique ဖြစ်ပါတယ်အရန်လဲစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကိုလည်းဒါမတူညီတဲ့လူသားတစ်ယောက်အနေနဲ့ကိုမှာချပြပိုင်ခွင့်ရှိတယ်ဖြစ်တည်ပိုင်ခွင့်ရှိတယ်ဒီလိုမျိုးမတူညီတဲ့ပတ်ဝန်းကျင်အသစ်တစ်ခုကိုရောက်သွားလို့တို့နဲ့တူညီရမယ်ဆိုတာထက်ကိုလည်းကိုရဲ့ identity တစ်ခုကျမတို့လားရယဉ်ကျေးမှုတစ်ခုဖြစ်တည်မှုတစ်ခုကိုထိန်းသိမ်းထားလို့ရတယ် because this is who we are ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်မခုနပြောတဲ့ကိုပျောက်လို့မဖြစ်ဘူးဆိုတဲ့အထဲမှာလည်းဒါလေးပါတယ်အဲ့တော့ကိုဒီဘယ်ကလာတယ်ကိုဘသူပါဆိုတဲ့အရာကိုခိုင်မာနေတဲ့ကိုလမ်းမပြောက်နေဘူးနောက်တစ်ခုကအဲ့ဒီနေရာကနေပြီးတော့နည်းနည်းလေးကိုအတွက် self confidence တွေပေးတယ်ယုံကြည်မှုတွေနောက်ကိုရဲ့စိတ်ခွန်အားတွေပေးတာဖြစ်တဲ့အတွက်ကိုကဘာကြီးပေါ်မှာရှင်သန်နေ show up ဖြစ်တဲ့အချိန်ကြလို့ရှိရင် confidence လည်းရှိတယ်လို့နည်းနည်းလေးကိုကဘယ်ကလာတယ်ဆိုတဲ့အရာမှာကို grounded ဖြစ်တယ်ပြီးရင်သူများကို communicate လုပ်ဖို့မှာလည်းအရန်ကြီးပြောင်းလဲပြီးတော့အရင်ကြီး fit in လောက်တာထက်စားလို့ရှိရင် authentic ဖြစ်နဲ့ကိုရှင်သန်ဖြတ်သန်းနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမကတော့နံပါတ်1ဒီပတ်ဝန်းကျင်အသစ်တစ်ခုကိုစူးစမ်းစွာစိတ်ဝင်စားစွာလေးနဲ့ကျမတို့လေ့လာမယ်တင်ယူမယ်နားလည်နိုင်အောင်ကြိုးစားမယ်ဒီရလေးပြီးသွားတဲ့အချိန်ကြလို့ရှိရင်လည်းကိုယ့်ရဲ့ဖြစ်တည်မှုကိုကexpress လုပ်စေခြင်းနဲ့ဖြစ်တည်စေခြင်းနဲ့ဒီကမ္ဘာပေါ်မှာမတူညီတဲ့လူတွေအများကြီးရှိတယ်ကိုလည်းတန်ဖိုးရှိတဲ့သူတွေကတယောက်ပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့ value တွေကိုလည်း communicate လုပ်ခြင်းဟာဒါအရန်ကိုတစ်ဖက်လူအနေနဲ့လည်းသူ့မှာမတူညီတဲ့လူကိုတွေ့ရတဲ့အတွက်ဘယ်လိုပဲဖြစ်ဒါစိတ်ဝင်စားစရာလည်းကောင်းတယ်နောက်ဘာကြီးပေါ်မှာလူတွေအများကြီးပဲကာလာတွေလည်းအများကြီးပဲဒါတွေကိုကျမတို့တယောက်နဲ့တယောက် social connection လေးရလာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကလည်းကိုကဟုတ်ပြီဘယ်ကနေစပြီးတော့ social connection ကိုလုပ်အောင်မှမသိဘူးဆိုလို့ရှိရင်အရင်ဆုံးတော့ကိုယ့်ရဲ့နေထိုင်နေရပတ်ဝန်းကျင်လေးကိုထိတွေ့တဲ့လူတွေနဲ့ကိုကခုနရင်းနှီးမှုလေးတွေဆောက်လို့ရတယ်ပြုံးကြတာပဲဖြစ်ဖြစ်စကားစမြည်လေးတွေပြောတာပဲဖြစ်ကိုဘယ်ကလာတာကိုဘယ်သူပါနောက်သူတို့ရဲ့လောက်ကံပြောဆိုနေတဲ့အရာလေးတွေကိုစိတ်ဝင်တစားကိုမင်းမြန်းစူးစမ်းတာလေးတွေပဲဖြစ်ပေါ့နော်ဆိုတော့ကျမတို့အားလုံးကတော့လူသားတွေပါပဲလူကလူပါပဲဘယ်ကပဲလာပဲတိုင်းပြည်မှာပဲနေဒီစိတ်နဲ့ကိုယ်နဲ့ဖြတ်တန်းသွားလာနေရမတူညီတဲ့ယဉ်ကျေးမှုတွေတော့ရှိလိမ့်မယ်ဒါပေမဲ့ဒါတွေကိုကျမတို့စိတ်ဝင်တစားလေးနဲ့လက်ခံပြီးနားထောင်မယ်နောက်ဒီ connect လုပ်မယ်ဆိုလို့ရှိရင်တော့ကျမတို့ခုန social ကိုယ့်ရဲ့ social well being လေးကလည်းအလုပ်လုပ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ကျမတို့ဒီလူကsocial animal ပေါ့တယောက်တည်းနေလို့မရပါဘူးကျမတို့ပတ်ဝန်းကျင်လေးတစ်ခုတော့ရှိဖို့လေးလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါကခုရောက်နေတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ဆက်ဆံဖို့ဒီပတ်ဝန်းကျင်အသစ်မှာကိုပြန်လည်တည်ဆောက်ဖို့လေးကိုပါတယ်နောက်တစ်ခုကလည်းကျမတို့ကြံခဲ့တဲ့ဒီမိသားစုတွေရှိလိမ့်မယ်ကိုမိသားစုနဲ့ခွဲနေရတယ်တနိုင်ငံစီဖြစ်နေတယ်ဆိုလို့ရှိရင်လည်းကျမတို့မိသားစုနဲ့ဒီထိတွေ့ဆက်ဆံမှုလေးကိုအားစိုက်ထုတ်ဖို့လေးတော့လိုပါလိမ့်မယ်ကဘာတွေပဲခြားခြားရေမြေတွေပဲခြားခြားကျမတို့မိသားစုကတော့မိသားစုပါပဲဆိုတော့ဒါလေးတွေလည်းအချိန်ပေးပြီးတော့လုပ်စေချင်တယ်ပေါ့နော်